မင်္ဂလာရှိသောနေ့လေးပါခင်ဗျာဒီနေရာကတော့ဂျော်ဂျီယာနိုင်ငံဖြစ်ပါတယ်ဒေသခံတွေကရိုးရာနီလန်တစ်ခုကိုအသုံးပြုပြီးစပစ်ဝိုင်ကိုဖောက်လုပ်နေကြတာပါပထမဦးဆုံးအလုပ်သမားတွေကခုဆွတ်ခါဆက်လက်ဆက်တဲ့စပစ်သီးတွေကိုခွက်ထဲထည့်ပါမယ်ပြီးတော့စပစ်သီးတွေကြေးမွားသွားတဲ့အထိခြေထောက်နဲ့မရက်မနာနှင်းကြပါတယ်ဒီလုပ်ငန်းစဉ်မှာရောဘာဖက်နက်စီဘီဖြစ်စေခြေပလာနဲ့ဖြစ်စေလှုပ်ဆောင်နိုင်ပါတယ်နင်းပြီးသားစပစ်သီးတွေကိုဒီမြေအိုးကြီးထဲထည့်ပြီးတဘာဝအတိုင်းချင်ဖောက်ဖို့အတွက်မြေကြီးထဲမှာမြုပ်ထားပါမယ်အချင်ဖောက်တဲ့ကာလကတော့ပတ်ဝန်းကျင်အပူချိန်ပုံမူတည်ပြီးလနဲ့ချီတို့မဟုတ်နှစ်နဲ့ချီကြာမြင့်နိုင်ပါတယ်ဒီလိုဖောက်လုပ်တဲ့နီလန်ကတိဒေတာမှာလက်ဆင့်ကမ်းလာတာနှစ်ပေါင်းများစွာရှိနေပါပြီအရန်ကိုရှိကြတယ်လို့ပြောလို့ရပါတယ်ခြေထောက်နဲ့နင်းရတဲ့အဓိကအကြောင်းရင်းကတော့စပစ်စစ်တွေကြေမွပြီးအရသာပျက်စီးသွားမှာကိုကာကွယ်ဖို့ပဲဖြစ်ပါတယ်ဖောက်လုပ်ပြီးသားဝိုင်ကိုဆက်နဲ့ဆုပ်ထုတ်ပြီးစစ်ထုတ်ပါမယ်အချို့ကလည်းအိုးဖွင့်ပြီးတာနဲ့တိုက်ရိုက်တောက်ကြပါတယ်အရသာကတော့အရန်ကိုထူးခြားပါတယ်အခုလိုဘ ഹു တုတကောင်းတွေထပ်တင်ဆက်ပေးနေမှာမို့ဘယ်မျိုးကအားပေးနေကြလဲဆိုတာပြောပေးသွားကြပါအောင်ခင်ဗျာ